သေးငယ်တဲ့အစပြုခြင်းကအဆင်ပြေပါတယ်အစပြုဖန်တီးသူများမကြောက်သင့်သောအရာ YouTube ကိုစတင်လှုပ်ဆောင်ရတာစိတ်လှုပ်ရှားစရာကောင်းပေမဲ့ကြောက်စရာကောင်းပါတယ်အစပြုဖန်တီးသူအများစုဟာတကယ်မစတင်ခင်မှာရပ်တန့်လိုက်ကြပါတယ်သူတို့မှာအရေးချင်းမရှိလို့မဟုတ်ပဲကြောက်ရွံ့မှုကြောင့်ပါဒီနေ့မှာအရေးကြီးတဲ့အချက်တစ်ခုကိုမျှဝေချင်ပါတယ်အစပြုဖန်တီးသူတွေမကြောက်တဲ့အရာအပိုင်းတိတ်ကြီးရှုမှုနှဲပါခြင်းကိုမကြောက်ပါနဲ့ဗီဒီယိုတွေတင်တဲ့အခါလူအများချက်ချင်းကြည့်ကြလိမ့်မယ်လို့မျှော်လင့်ခဲ့တယ်ဒါပေမဲ့အမှန်တရားကတော့အစပြုသူ channel အများစုဟာအရေးအတွက်နည်းငယ်နဲ့စတင်ပါတယ်ကြီးရှုမှု10ခုကြီးရှုမှု20ခုတခါတရံမှာကြီးရှုမှုလုံးဝမရှိတာတောင်ဖြစ်နိုင်ပါတယ်ပြီးတော့အဲ့ဒါကလုံးဝပုံမှန်ပါပဲကြီးကျယ်တဲ့ဖန်တီးရှင်တိုင်းဟာတစ်ချိန်ကသေးငယ်တဲ့ကဏ္ဍတွေရှိခဲ့ဘူးပါတယ်ကြီးရှုမှုနှဲပါခြင်းသည်ကြာရှုံးမှုမဟုတ်ပါနင်းတို့သည်တည်ယူမှုလုပ်ငန်းစဉ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်အပိုင်းနဲ့မစုံလင်သောဗီဒီယိုများကိုမကြောက်ပါနဲ့အစပြုသူများစုဟာပြည့်စုံတဲ့တဲဖြတ်မှုပြည့်စုံတဲ့အသံပြည့်စုံတဲ့ကင်မရာဒါမှမဟုတ်ပြည့်စုံတဲ့အင်္ဂလိပ်စာကိုစောင့်မျှော်နေကြပါတယ်ဒါပေမဲ့ပြည့်စုံမှုကအစဟုတ်ပါဘူးလေ့ကျင့်မှုကအစပါပဲမင်းရဲ့ပထမဆုံးဗီဒီယိုတွေကပြည့်စုံရမယ်လို့မဆိုလိုပါဘူးသူတို့ကမင်းကိုတိုးတက်အောင်ကူညီပေးဖို့ပါအပိုင်း3ပြက်သဘောဆောင်တဲ့အတွေးတွေကိုမကြောက်ပါနဲ့တခါတရံမှာကျွန်ုပ်တို့ကငါအသက်ကြီးလွန်းနေပြီလို့တွေးကြပါတယ်ငါနောက်ကျသွားပြီလို့တွေးကြပါတယ်ဘယ်သူမှငါ့ကိုမကြည့်ကြဘူးလို့တွေးကြပါတယ်ဒါပေမဲ့တီထွင်ဖန်တီးနိုင်စွမ်းမှာအသက်အရွယ်ကန့်သက်ချက်မရှိပါဘူး YouTube ဟာသင်ယူခြင်းမျှဝေခြင်းနဲ့ကြီးထွားခြင်းအတွက်နေရာတစ်ခုပါသင်ရဲ့အကြောင်းအရာကလူတစ်ယောက်ကိုယ်တောင်အထောက်အကူပြုတယ်ဆိုရင်တောင်သင်ရဲ့အလုပ်ကအဓိပ္ပာယ်ရှိပြီးသားပါအပိုင်းလေးကြီးထွားမှုနှိကွေးခြင်းကိုမကြောက်ပါနဲ့တချို့ channel တွေကမြန်မြန်ဆန်ဆန်ကြီးထွားလာတယ်တချို့ကတော့ဖြည်းဖြည်းချင်းကြီးထွားလာတယ်ခရီးနှစ်ခုစလုံးအဆင်ပြေပါတယ်အပတ်တိုင်းခြေလမ်းသေးသေးလေးတစ်လမ်းကတိုးတက်မှုပါပဲအဆက်မပြတ်အလုပ်လုပ်ခြင်းကစီးကံယုံကြည်မှုနဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကိုသင်ကြားပေးပါတယ်အပိုင်းကကိုဖြစ်ရမှာကိုမကြောက်ပါနဲ့တခြားဖန်တီးသူတွေကိုကူးယူစရာမလိုပါဘူးမင်းရဲ့အတန်မင်းရဲ့အတွေ့အကြုံတွေနဲ့မင်းရဲ့ဇလန်းတွေကထူးခြားတယ်လူတွေဟာပြည့်စုံမှုထက်ရိုးသားမှုနဲ့ပိုပြီးချိတ်ဆက်မိကြပါတယ်ဒါကြောင့်အစပြုဖန်တီးသူတွေသေးငယ်တဲ့အစပြုမှုတွေကိုမကြောက်ပါနဲ့အလုပ်တိုင်းဟာအတွေ့အကြုံတစ်ခုပါအမှားတိုင်းဟာသင်ယူမှုအတွေ့အကြုံတစ်ခုပါဗီဒီယိုတိုင်းဟာတိုးတက်မှုပါဖန်တီးနေပါဆက်လက်သင်ယူနေပါဆက်လက်တိုးတက်နေပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြိုက်နှစ်သက်မျှဝေမှတ်ချက်ပေးပြီး subscribe လုပ်ပေးပါ